ကဘာပေါ်ကဘစ်ကွန်အယောင်းဝယ်80ရာခိုင်နှုန်းကျော်ဂျပန်နိုင်ငံတိုကျိုမြို့ကရုံးခန်းတေးလေးတစ်ခုတည်းကနေချုပ်ကင်ထားခဲ့မှုရဲဆိုတာတင်သိပါသလား2014ခုနှစ်ရောက်တဲ့အခါမှာတော့အဲ့ဒီရုံးခန်းလေးတွေကနေယနေ့ခေတ်ပေါက်ဈေးနဲ့ဆိုရင်ဒေါ်လာဘီလီယံ10ကနန်းလောက်တန်ကြေးရှိမဲ့ဘစ်ကွန်8000ခွဲကျော်ဟာဘယ်သူမှမသိတဲ့တခိုးတွေရဲ့လက်ထဲကိုညာရင်းချင်းအငွေ့ပြန်ပျောက်ဆုံးသွားခဲ့ပါတယ်ဘန်ဖောက်ထွင်းတာမဟုတ်ပဲအင်တာနက်ပေါ်ကနေငွေကြေးအမြောက်များခိုးယူခံလိုက်ရတဲ့ကမ္ဘာသမိုင်းတစ်လျှောက်အကြီးမားဆုံး digital လူရဲ့မူကြီးဖြစ်တဲ့မောင်ကော့ရဲ့လှုပ်ဝက်ချက်ကိုဒီနေ့ဖော်ထုတ်ကြည့်ကြရအောင် History Hub မြန်မာကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ channel ကနေဒီနေ့တော့ခေတ်သစ် digital ကမ္ဘာမှာဖြစ်ပွားခဲ့တဲ့အစမ်းကျယ်ဆုံးခိုးယူမှုကြီးအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဇလိုင်းရဲ့အစကအရန်ကိုထူးဆန်းပါတယ်မောင်ကော့ဆိုတာအစကဘန်ဒါမှမဟုတ်ငွေကြေးဖွဲ့စည်းမဟုတ်ပါဘူး Magic the Gathering လို့ခေါ်တဲ့ကတ်ဂိမ်းတွေကို online မှာအရောင်းဝယ်လုပ်တဲ့ website လေးတစ်ခုပါဒါပေမဲ့2010ပြည့်နှစ်လောက်မှာ Bitcoin တွေစတင်ခေတ်စားလာတဲ့အခါပြင်သစ်လူမျိုး Matt Cavalis ကအဲ့ဒီ website ကိုဝယ်ယူပြီးဂျပန်နိုင်ငံတိုကျိုမြို့ကနေကမ္ဘာအကြီးဆုံး Bitcoin exchange အဖြစ်ပြောင်းလဲပစ်ခဲ့ပါတယ်2013ခုနှစ်အရောက်မှာတော့ကမ္ဘာတဝန်းကလူတွေဟာသူတို့ရဲ့ငွေတွေကိုမောင်ကော့မှာအနှံပြီး Bitcoin တွေဝယ်လာကြတဲ့အတွက်ကမ္ဘာ Bitcoin အရောင်းဝယ်ရဲ့80ရာခိုင်နှုန်းအထိမောင်ကော့ကကင်တွယ်လာရပါတယ်သူတို့ဟာ digital ငွေကြေးလောကရဲ့ ဧကရာဇ်တွေဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအောင်မြင်မှုကတိတ်မကြာလိုက်ပါဘူး။2014ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့မှာမောင်ကော့ဟာရုတ်တရက်ငွေထုတ်ယူမှုတွေအားလုံးကိုရပ်ဆိုင်းလိုက်ပါတယ်။သုံးစွဲသူတွေထိတ်လန့်နေချိန်လက်ကုံပိုင်းမှာတော့ website ကြီးတစ်ခုလုံး offline ဖြစ်သွားပါတော့တယ်။မကြာခင်မှာပဲ CEO ဖြစ်သူ Matt Cavalis ဟာတိုကျိုမြို့မှာသတင်းစာရှင်းလင်းပွဲလုပ်ပြီးအားလုံးကိုဥညွတ်တောင်းပန်ခဲ့ပါတယ်။အကြောင်းရင်းကတော့ hacker တွေဟာသူတို့ရဲ့လုံခြုံရေးစနစ်ကိုဖောက်ထွင်းပြီး company ပိုင်တဲ့ Bitcoin 3သိန်းနဲ့သုံးစွဲသူတွေအနှံထားတဲ့ Bitcoin 9သိန်းခွဲစုစုပေါင်း8သိန်းခွဲကိုခိုးယူသွားခဲ့ပြီလို့ဝန်ခံလိုက်တာပါပဲအဲ့ဒီအချိန်ကတန်ကြေးအရဒေါ်လာတန်460ခန်းရှိပြီးဒီကနေ့ခေတ်တန်ကြေးနဲ့ဆိုရင်တော့ဒေါ်လာဘီလီယံ50ကျော်လောက်တန်ဖိုးရှိတဲ့ပမာဏကြီးဖြစ်ပါတယ်ဒီလောက်များပြတဲ့ငွေကြေးတွေဘယ်ရောက်သွားတာလဲဆိုတာအခုထိတိတိကျကျမသိရသေးပါဘူး theory အချို့ကတော့ဒါဟာလုံခြုံရေးအားနည်းမှုကိုအခွင့်ကောင်းယူသွားတဲ့ရုရှား cyber ရာဇဝတ်ဂိုဏ်းတွေရဲ့လက်ချက်လို့ဆိုကြပါတယ်နောက်ပိုင်းမှာရုရှားနိုင်ငံသား Alexander Vinnik ဆိုသူကိုငွေကြေးခွက်ဝါချမှုနဲ့ဖမ်းဆီးနိုင်ခဲ့ပေမဲ့ငွေတွေအားလုံးပြန်မရခဲ့ပါဘူးပိုပြီးမတင်ကားစရာကောင်းတဲ့ theory တစ်ခုကတော့ဒါဟာ company အတွင်းလူတွေကိုယ်တိုင်လုပ်ကြံတဲ့ insight job ဖြစ်နိုင်တယ်ဆိုတဲ့အချက်ပါပဲ CEO Matt Cavalis ကိုယ်တိုင်ဂျပန်ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးစစ်ဆေးမှုကိုခံခဲ့ရပေမဲ့အလွဲသုံးစားလုံးမှုတချို့ကလွဲလို့အဓိကခိုးယူမှုကြီးမှာသူကိုယ်တိုင်ပါဝင်နေဆိုတဲ့တက်တဲ့အထောက်ထားလုံလောက်မတွေ့ခဲ့ရပါဘူး။နောက်ပိုင်းမှာ Bitcoin 2သိန်းလောက်ကိုလှုပ်ဝက် wallet တစ်ခုတည်းကနေအံ့ဩဖွယ်ပြောင်းလဲရှာဖွေတွေ့ရှိခဲ့ပေမဲ့ကျန်တဲ့6သိန်းခွဲကတော့ဒီကနေ့အချိန်ထိ digital လောကကြီးထဲမှာလွင်မျောပျောက်ဆုံးနေသေးပါကြည့်ရှုသူတို့ကရောဒီလောက်များပြတဲ့ digital ငွေကြေးတွေကိုဘယ်သူတွေကဘလို့နည်းနဲ့အစအနဖြောက်သွားတယ်လို့ထင်ပါတယ်လဲဒါဟာရုရှား hacker တွေရဲ့လက်ချက်လားအတွင်းလူတွေရဲ့အကြံအစီလားဆိုတာ comment မှာဆွေးနွေးပြခဲ့ကြပါအောင်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့တမိုင်းဝင်အဖြစ်အပျက်တွေကိုအမြဲကြည့်ရှုနိုင်ဖို့ History Hub မြန်မာကိုအခုပဲ subscribe လုပ်ထားလိုက်ပါနော်